တတမီများလုံးပဲမင်္ဂလာပါဒီနေ့ဆက်ပြီးတော့ Sam က speaking ကိုဆက်လက်ပြီးတော့သင်ပေးသွားမှာဖြစ်ပါတယ်ဒီနေ့ကတော့ 말하기 1ပေါ့နော် speaking 1ဆက်ပြီးမှသွားနေပါတယ်자အပိုင်း9ထိပြီးတော့ယူနော်တတမီတို့အခုဆက်ပြီးတော့အပိုင်း6သင်ပေးမှာဖြစ်ပါတယ်자အရင်ဆုံးဒီမှာဗာရေးထားရတော့ရင်ဖတ်ကြည့်မယ်မအာမဟုတ်တယ်အောက်မှာလက်သက်ဆိုတော့ဗာလဲမိုင်ဟုတ်တယ်ဟာနဲ့အာနဲ့ဆိုတော့ဟာမမိုင်ဟာဂါအီဂီဆိုတော့မိုင်ဟာဂီမိုင်ဟာဂီဆိုတာစကားပြောချင်းစကားပြောကိုပြောတာနော်စကားပြော speaking 자စကားပြောကြမယ်စကားပြောကြမယ်အပြန်အလှန်စကားပြောကြမယ်နော်ကဲဟုတ်ပါပြီဒီမှာဘာတွေ့ရတော့ဒီမှာမိန်းကလေးတယောက်နဲ့ယောက်ျားလေးတယောက်ပြန်လည်စကားပြောနေပါတယ်โอเคသူ့နာမည်ကကြတော့နာနာဖြစ်ပါတယ်နာနာရှိပေါ့နော်အဲ့တော့သူ့နာမည်ကကြတော့နာနာရှိ miss နာနာပေါ့နော်ဒီမှာကြတော့ဒီယောက်ျားလေးနာမည်ကကြတော့Michael နော် Michael ကိုMichael အင်္ဂလိပ်စကားကိုကိုရီးယားလိုကိုရီးယားလူမျိုးတွေပြောလိုက်တဲ့အချိန်မှာ Michael ဖြစ်သွားတော့နော် Michael Okay Michael နဲ့နာနာရှိကစကားပြောနေပါတယ်နာနာရှိဆိုတာ Miss နာနာ Michael ဆိုတာကြတော့ Mr. Michael ပေါ့နော် Okay သူတို့နှစ်ယောက်ဘာတွေပြောနေကြတာတော့တစ်ချက်ကြည့်မယ်နော်자နာနာအရင်ပြောလိုက်ပါတယ်안녕하세요ဟုတ်တယ်နော်တတမီတို့ဒါအများကြီးတွေ့ခဲ့ဘူးပြီနော်ဘာတော့ 안녕하세요 안녕하세요လို့နှုတ်ဆက်လိုက်တာပေါ့နော်나나 씨ကနေပြီးတော့အရင်ဆုံး 안녕하세요 저는 나나예요 자ဘာပြောတာတော့မင်္ဂလာပါကျမကတော့နာနာဖြစ်ပါတယ်လို့ပြောလိုက်တာနော်ယေယိုဆိုတာဖြစ်ပါတယ်နာနာဆိုတာနာနာသူ့နာမည်ပြောတာပေါ့နော်ဟုတ်ပါပြီ자နာနာရှိကမင်္ဂလာပါကျမတော့နာနာဖြစ်ပါတယ်လို့ပြောလိုက်ပြီအဲ့တော့ Michael ကပြန်ပြောလဲဆိုတော့자ပြန်ဖတ်ကြည့်မယ် 안녕하세요အဲ့လိုပြောလိုက်တာနော် 안녕하세요မြန်ပြောလိုက်တာ 안녕하세요 저는ကျွန်တော်ကတော့ Michael이에요ကဲတတမီတို့ဒီအနောက်တစ်ချက်ကြည့်လိုက်အောင်ဒီမှာထူးခြားတာတွေ့ရတာပါတွေ့ရတော့အပေါ်မှာကျတော့ရေယိုနဲ့ရေးပြီးတော့အောက်မှာကျတော့ဗာနဲ့ရေးထားတော့အီရေယို자အဲ့ဒီနှစ်ခုတေချာကြည့်မယ်နော်အပေါ်မှာဘာကြောင့်မလို့ရေယိုရေးပြီးမှအောက်မှာဘာကြောင့်မလို့အီရေယိုနဲ့ရေးတာတော့ဟုတ်ပါတယ်ဘာကြောင့်ရေးရလဲဆိုတော့အပေါ်မှာကဒီအရှိမနော်ဒီနံမှာအသက်မပါတဲ့အတွက်ကြောင့်မလို့เนาะအသက်မပါတဲ့အတွက်ကြောင့်မလို့ရေနဲ့ရေးတယ်ဒီအရှိကနံမှာအသက်ဒီမှာခရမှာလက်သက်ပါနေเนาะလက်သက်ပါနေတဲ့အတွက်ကြောင့်မလို့ဤရေယိုနဲ့ရေးလိုက်တာဖြစ်ပါတယ်เนาะ자အတိတ်ပဲကတော့အတူတူပဲအသက်အရှိမအသက်ပါတာနဲ့မပါတာပဲကွာသွားတယ်เนาะဟုတ်ပြီเนาะ자 Samထပ်ပြီးမှပြောပြလိုက်ပါပြီဟုတ်ပါပြီနောက်တစ်ခုပြန်သွားမယ်ကဲအဲ့တော့နာနာပြန်ပြောမယ်만나서 반가워요ကဲတတမီတို့ 만나서 반가워요ဆိုတာဘာကိုပြောရတော့တွေ့ရတာဝမ်းသာပါတယ်လို့ပြောလိုက်တာเนาะဟုတ်တယ်เนาะကဲတတမီတို့ဒါအများကြီးကြားဘူးခဲ့ပြီးပြီเนาะ자တွေ့ရတာဝမ်းသာပါတယ်ဘယ်လိုပြောရတော့만나서 반가워요တွေ့ရလို့ဝမ်းသာပါတယ်လို့ပြောတာနော်자 만나서 반가워요 마이클 씨အဲ့လိုပြောလိုက်တာနော်တွေ့ရလို့ဝမ်းသာပါတယ် Michael ရေလို့ပြော Mr. Michael လို့ပြောလိုက်တာနော်ဟုတ်ပါပြီ
ကဲအဲ့ချိန်မှာမိုက်ကယ်ကဘာပြန်ပြောရတော့ဆိုတော့반가워요 나나 반가워요 ပြန်ပြောလိုက်တယ်ကျွန်တော်လဲဝမ်းသာပါတယ်ပေါ့နော်ဒါပေမဲ့ဒီမှာဝမ်းသာပါတယ်ပဲပါတယ်နော်ဝမ်းသာပါတယ် 반가워요 나나 씨는 어느 게ဒီမှာလာပြီနော် 어느 나라 사람이에요ကဲကြည့်မယ်나나 씨는 자 miss ဒီရှိအနောက်မှာဒီနာမည်ရဲ့အနောက်မှာရှိနော်ရှိကဘာလဲဆိုတော့အခုနပြောပြီးသွားရင်နော်ဘာတော့ miss nana မင်းကလေးဖြစ်လို့miss nana ရှိအဲ့လိုပြောတာနော်ယောက်ျားလေးကိုလည်းရှိအဲ့ဒီနာမည်ရဲ့နောက်မှာရှိလို့ရှိဆိုပြီးမှထည့်လို့ရတယ်မင်းကလေးကိုလည်းရှိလို့ထည့်ပြီးမှပြောပေးရမယ်နော်အဲ့တော့ nana ရှိနဲ့ 어느ဆိုတာဘာတော့ဘယ်နော်어느 자 나라ဆိုပါတော့나라နိုင်ငံဟုတ်ပါတယ်အဲ့တော့나나 씨가ဘယ်နိုင်ငံ자 사람ဆိုပါတော့လူဟုတ်တယ်နော်사람ဆိုတာလူနော်အဲ့တော့ဒီနေရာမှာလူမျိုးလို့သုံးမယ်နော်လူလို့မသုံးမနဲ့လူမျိုးအနောက်မှာကြည့်မယ်အီရေရိုးလာတယ်ဘာဖြစ်လို့တော့နော် EAU ရဲ့အရှိမအသက်တန်ပါနေရဲ့အသက်တန်မတက်တန်ပါနေတဲ့အတွက်ကြောင့်မလို့ EAU နဲ့ရေးထားတယ်ဟုတ်ပြီအဲ့တော့나나 씨는 어느 나라 사람이에요 자 따따미미로 예ဒီမှာကြည့်ပြီနော် question mark ပါပြီဆိုအတန်မြင့်ပြီးမှဆိုပေးရမယ်နော် question mark ပါပြီဆိုရင်အတန်မြင့်ပြီးမှဆိုပေးရမယ်မေးခွန်းဖြစ်တဲ့အတွက်ကြောင့်မလို့မေးခွန်းတိုင်းမှာအတန်မြင့်အဆုံးသက်ကိုအတန်မြင့်ပြီးမှပြောပေးရမယ်နော်게 호바비 반가워요. 나나 씨는 어느 나라 사람이에요? 게 메일라이비 마이클가 완다와래 나나 씨가 배 나이가 루묘래 띠치네.ဟုတ်တယ်နော် အခုမှစတွေ့ဘူးလေသူဆိုတီးချင်တယ်မေးလိုက်ပါပြီအဲ့တော့ကဲနာနာကဘာပြန်ဖြေမလဲနာနာကဖြေလိုက်ပြီ저는ကျမကတော့저는ဆိုပါတော့ကျမကတော့ဟုတ်ပါပြီအဲ့တော့ဒီမှာဘာဖြစ်လို့နင်းနဲ့ရေးထားရတော့အရှိမအသက်မပါလို့ဟုတ်တယ်နော်အပေါ်မှာတင်ခဲ့ပြီးပြီနော်အဲ့ဒါကိုအမြဲတမ်းတတိယရမယ်နော်ပြန်ကြည့်မယ်자ဒီမှာဘာလို့နင်းနဲ့သုံးတာတော့အရှိမအသက်မပါလို့တကယ်လို့အသက်ပါခဲ့မယ်ဆိုရင်နင်းရလားမရဘူးနော်ဘာသုံးရမှာတော့ကဲဟုတ်ပြီနော်အဲ့ဒါတခါတည်းပြန်နှွေးပေးလိုက်တာနော်ဟုတ်ပါပြီအဲ့တော့저는ကျမကတော့중국ဆိုပါတော့တရုတ်နိုင်ငံဟုတ်ပါတယ်중국 사람တရုတ်နိုင်ငံလူမျိုး이에요ဖြစ်ပါတယ်저는 중국 사람이에요ဟုတ်ပြီနော်ဘာပြောရတော့ကျမကတော့တရုတ်လူမျိုးဖြစ်ပါတယ်လို့ပြောတာနော်โอเค자တတမီတို့အစဆုံး Sam တစ်ခေါက်ကဲ Sam နဲ့Sam တစ်ခေါက်ဆိုပြမယ်နော်အစဆုံးကဲနာအရင်ပြောမယ်자 안녕하세요. 저는 나나예요. 안녕하세요. 저는 마이클이에요. 만나서 반가워요. 마이클 씨, 또야로 완다 말해. 마이클. 반가워요. 나나 씨는 어느 나라 사람이에요? 나나가 베나잉한 루묘래. 저는 중국 사람이에요.ကျမကတော့တရုတ်လူမျိုးဖြစ်ပါတယ်။ကဲတတမမီတို့ကဲဟုတ်ပြီဒီနေရာမှာသူတို့နှစ်ယောက်ကတရုတ်လူမျိုးနဲ့ဗာလဲတရုတ်လူမျိုးနဲ့ဒီအမေရိကလူမျိုးနဲ့စကားပြောနေကြ။အဲ့ဆိုတတမမီတို့ဒါဆိုရင်ဘယ်လိုပြောမလဲ။ကဲတတမမီဒါမကောက်တော့အခုကြည့်နေရဲ့စာတင်ယူလေ့လာနေတဲ့သူတွေလည်းကဲပြောကြည့်မယ်ကိုကမြန်မာလူမျိုးကဲမြန်မာလူမျိုးကကိုရီးယားနိုင်ငံမှာတွားတွေ့မယ်မြန်မာလူမျိုးကိုရီးယားလူမျိုးနဲ့ပဲတွေ့ကြမယ်ကဲဟုတ်ပါပြီကဲဒီနာနာနေရာမှာမြန်မာလူမျိုးကစုပြောလိုက်မယ်နော်စုနာနာနေရာမှာမြန်မာလူမျိုးစုပြောထည့်လိုက်မယ်ကဲဒါဆိုတော့စုနဲ့မိုက်ကယ်မဟုတ်ဘဲနဲ့မိုက်ကယ်နေရာမှာဘယ်သူသုံးပါလဲဆိုရင်